အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီနေ့ရှင်းပြရင်ပဲအကြောင်းအရာလေးကတော့ဒိုင်နိုဆောတွေရဲ့အကြောင်းဖြစ်ပါတယ်ကျွန်တော်စဉ်းစားမိရဲ့မေးခွန်းတစ်ခုရှိရဲ့ဗျကျွန်တော်မေးခွန်းကတော့ဒိုင်နိုဆောတွေခင်မှာဒိုင်နိုဆောတွေကိုအစာကွင်းဆက်ရဘယ်ကောင်တွေကစားတောက်ကြလဲဆိုတော့ကျွန်တော်စဉ်းစားမိရဲ့ဗျကျွန်တော်အဲ့ဒီအကြောင်းကိုပြောပြခင်မှာကျွန်တော်ဒိုင်နိုဆောတစ်ကောင်နဲ့မိတ်ဆက်ပေးပါမယ်ဗျကျွန်တော်သူ့ရဲ့နာမည်ကတော့ T-Rex လို့အဓိပ္ပာယ်ရပါတယ်နာမည်ပြည့်စုံကတော့ Tyrannosaurus Rex ဖြစ်ပါတယ်ဗျကျွန်တော်ဒီ Tyrannosaurus ဆိုတာကတော့ဂရိဘာသာစကားဆင်းသက်လာပြီးတော့ရက်ဆက်ကြမ်းကြုတ်တဲ့တပ်တော်လို့အဓိပ္ပာယ်ရပါတယ်ကျွန်တော် Rex ဆိုတာကတော့လက်တင်ဘာသာစကားဆင်းသက်လာပြီးဘယင်လို့အဓိပ္ပာယ်ရပါတယ်ဗျကျွန်တော်ဒီ T-Rex တွေကတော့ Dinosaur ခေတ်တုန်းကအကြော်ကြားဆုံးအစွမ်းထက်ဆုံးမင်းသားတွေဖြစ်ကြတဲ့မျိုးစိတ်ပါဗျကျွန်တော်ဒီကောင်တွေရဲ့အရွယ်စားကတော့ဘတ်စကားတစ်စီးနီးပါးရှိပြီးတော့ပြန်ပြန်အလျားပေ40 12မီတာထိရှိနိုင်ပါတယ်ကျွန်တော်အလေးချိန်အဖြစ်တန်6တန်ထိရှိပြီးတော့ဒါအခုခေတ်နေထားနေဆိုစင်ကြီးကြီးနှစ်ကောင်ရဲ့အလေးချိန်နဲ့ညီမျှပါတယ်ကျွန်တော်ဒီ T-Rex တွေကတော့ကုန်းနေတက်တော်ရိုင်းထဲမှာအားကောင်းဆုံးကြိုက်အားစွမ်းရည်ရှိပါတယ်ဗျသူ့မေးရိုးတွေကသားကောင်တစ်ကောင်ရဲ့အယိုးတွေကိုကြေမွားတဲ့အထိကြိုက်ခွဲနိုင်ပါတယ်သူ့ခန္ဓာကိုယ်ပေါ်မှာထူးဆန်းတဲ့နောက်ချက်တစ်ခုရှိပါတယ်ဒါသူ့ရဲ့သေးငယ်တဲ့လက်တွေပဲဖြစ်ပါတယ်ဒီလက်အသုံးဝင်ပုံတွေအတိအကျမသိရရင်မလို့သားကောင်တွေကိုကြိုက်ဆွဲဖို့မြေပြင်ကနေကုန်းထားဖို့အတွက်ဖြစ်နိုင်တယ်လို့သိပ္ပံပညာရှင်တွေကယူဆကြပါတယ်ကျွန်တော်အဓိကပြောချင်တာကတော့ဒိုင်နိုဆောတွေရဲ့အစာကွင်းဆက်ရဘယ်သူတွေကအမဲလိုက်စားသုံးကြလဲဆိုတာပါပဲဒိုင်နိုဆောတွေကိုအခြားသောသက်ရှိတွေကအမဲလိုက်စားသုံးကြရဲဆိုတာမရှိသလောက်ရှားပါတယ်ဘာလို့လဲဆိုတော့သူတို့ကအရွယ်စားကြီးမားပြီးအစာကွင်းဆက်ရဲ့ထိတ်ဆုံးဆင့် Apex Predator ဒါမှရှိနေလို့ပဲဖြစ်ပါတယ်ဒါပေမဲ့အသားစားဒိုင်နိုဆောတွေကတော့အားနေတဲ့ဒိုင်နိုဆောတွေတိုက်ခိုက်မဲလိုက်ကြပါဒိုင်နိုဆောမျိုးစိတ်အများစုကတော့အသီးရွက်စားကြတဲ့မျိုးစိတ်တွေပဲဖြစ်ပါတယ်ကျွန်တော်ဒုတိယအနေနဲ့ရှင်းပြခြင်းနဲ့မေးခွန်းလေးရှိပါတယ်ကျွန်တော်ဒီမေးခွန်းလေးကတော့ကျွန်တော် T-Rex တွေအကျဉ်းဆုံးခေတ်မှာသူ့အနိုင်မကျင့်ရတဲ့ဒိုင်နိုဆောတွေရောရှိပါမလားဆိုတာပါဟုတ်ကဲ့ရှိပါတယ်ဗျကျွန်တော်ပထမဆုံး T-Rex တွေအနိုင်မကျင့်ရတဲ့ဒိုင်နိုဆောကတော့ကျွန်တော် Spinosaurus ဆိုတဲ့ဒိုင်နိုဆောဖြစ်ပါတယ်ကျွန်တော် Spinosaurus က T-Rex ထက်ရှည်ပြီးတော့အရက်ပိုမြင့်ပါတယ်သူ့ခန္ဓာကိုယ်လည်း T-Rex တက်ပိုလေးပါတယ်ကျွန်တော်ဒီကောင်လေးက T-Rex လောက်ကာယမပြင်းမင်နဲ့အကောင်အနေထားကြောင့်နိုင်တယ်လို့ယူဆကြပါကျွန်တော်ဒုတိယဒိုင်နိုဆောကတော့ Giganotosaurus ဖြစ်ပါတယ်ဗျကျွန်တော်ဒီကောင်တွေကတော့အရွယ်စားအဖြစ် T-Rex နဲ့အရွယ်စားချင်းအပြိုင်နီးပါးရှိပြီးတော့အင်အားကြီးတဲ့ဒိုင်နိုဆောတွေဖြစ်ပါတယ်ဗျဒါပေမဲ့သူတို့က T-Rex နဲ့ခေတ်ကာလမတူသောကြောင့်ထိတ်တိုက်တွေ့ဖို့လုံးဝမဖြစ်နိုင်ပါဘူးကျွန်တော် T-Rex တက်ပိုရှည်တဲ့ကိုလုံးကိုပေါင်းကြောင့်အသာစီးရနိုင်ပါတယ်ကျွန်တော်ဒီ3កောင်မြောက်ဒိုင်နိုဆောကတော့ပိုကျန်းပါတယ်ဗျကျွန်တော်ဒီကောင်ရဲ့နာမည်ကတော့ Ankylosaurus လို့ခေါ်ပါတယ်ဒီအပင်စားဒိုင်နိုဆောကတော့အရွယ်စားကြီးမားပြီးတော့ခန္ဓာကိုယ်တစ်ခုလုံးတန်ကြက်ကပုံစံအခွန်မိုင်းနဲ့ဖုံးအုပ်ထားပါတယ်ဗျကျွန်တော်ဒီကောင်ရဲ့အရေးပြားကတော့ T-Rex ရဲ့ကြိုက်အားမထိုးဖောက်နိုင်တဲ့အပြင်Ankylosaurus ရဲ့အမီးမှာပါတဲ့ဒုတ်ပုံစံအယိုးလုံးကြီးနဲ့ရိုက်ခံရရင် T-Rex အတွက်အသက်ရှူမချောင်းပါဘူးဗျကျွန်တော် T-Rex တွေကသူတို့ကိုအထူးသဖြင့်မတွေ့အောင်ရှောင်ကြပါတယ်ကျွန်တော်ဒီဗီဒီယိုလေးကိုဒီနေရာလေးမှာပဲအဆုံးသတ်လိုက်မယ်ဗျကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြရအောင်